သာသနာတက္ကတိ2568ခုကောဇာတက္ကတိ1386ခုဦးမြတ်တို့ရဲ့မွေးနေ့အဖြစ်ဖြင့်ဖျားမှုရှိတဲ့တန်ဃာတော်အရှင်မြတ်တွေကိုမွန်မြတ်တဲ့စွမ်းဘောစဉ်အစရှိသည်တို့အာယုံစွမ်းနေစွမ်းအဖြစ်ဖြင့်လူရန်ဆက်ကပ်ချင်းဆိုတဲ့မွေးနေ့ကူးဆိုပွဲမှာဒီနေ့တနုပြုကြီးလက်ကျဲတဝင်းကတရားဓမ္မပေါင်းသူတော်ကောင်းတို့ကိုဓမ္မလက်ဆောင်ပေးမဲ့တရားရဲ့အမည်ကမွေးနေ့အတွက်ကူးဆိုဆဲတဲ့ပရိသတ်ရေပြောကြည့်ပါနောက်တစ်ခေါက်လောက်ဒီတော့ပရိသတ်ရေအဲ့ဒီမွေးနေ့အတွက်ကူးဆိုဆက်ဆိုတဲ့ဓမ္မကထာဒေသနာမဟောကြားမိဘုန်းကြီးတို့ဘာဝနာကုသိုလ်တစ်ခုဖြစ်သွားတတ္တဝါတွေမေတ္တာဖြန့်ဝေကြမယ်အားလုံးပဲလိုက်ဆိုလိုက်စကြဝဠာနန္ဒာ၌လုံးစုံခသိင်တတ္တဝါတွေကိုမတန်တံပူပါဆွဲတဲ့ကိုစင်ရဲ့လက်ကင်ပါစေဒီအတန်တန်ယံကသိင်တို့ရှောင်းကတိန်လို့ငြိမ့်ပါစေစိတ်မှတန်တန်ပူပါဆွဲတဲ့စိတ်စင်ရဲ့လက်ကင်ပါစေကုန်ခန်းနိဗ္ဗာန်သံမြတ်နိုင်ပါစေဧဒါကဗုဒ္ဓဟောကြားမေတ္တာထားဘဝတိသမ္မာဘိစကြဝဠာနန္ဒာ၌လုံးစုံခသိင်နတ်မြမတွေကိုမတန်တံပူပါဆွဲတဲ့ကိုစင်ရဲ့လက်ကင်ပါစေဒီအတန်တန်ယံကသိင်တို့ရှောင်းကတိန်လို့ငြိမ့်ပါစေစိတ်မှတန်တံပူပါဆွဲတဲ့စိတ်စင်ရဲ့လက်ကင်ပါစေစင်ရဲ့ကုန်ခန်းနိဗ္ဗာန်သံမြတ်နိုင်ပါစေဧဒါကဗုဒ္ဓဟောကြားမေတ္တာထားဘဝတိသမ္မာဘိသဗ္ဗေတိယဝိဝဇန္တုသောကောတောကောဝိနာတတုမာတိဘဝတောတတာယတုခိတိကာယုကောဘဝသဗ္ဗေတိယလုံးစုံသောဘေဥပန္တရယောဂယံသောတဲ့ဟူသမျှပေါင်းတို့သည်ဝိဝဇန္တုရှောင်လွယ်ပြောက်ပြေကြပါစေကုန်သောကောသသောကတရားတိ၎င်းတောကောသကနာယောဂတို့တိ၎င်းဝိနာတတုပြောက်ပြေပါစေအန္တရာယတရေဟူသမျှပေါင်းတို့သည်မဘဝန္တုမကြမဘဝန္တုမကြမရောက်ကြပါစေကုန်လင်ဒုက္ခိတုခိတာကိုယ်စိတ်နှပြကြည်လင်သာ၍ဗျာပါမညိကြမချမ်းသာခြင်းရှိကြကုန်သည်ဖြစ်၍ဒီကယုကတရားဓမ္မကိုကျော်လန်းနိုင်ကြကုန်သည်ဘဝတုကောင်းစွာမသွေ
ဖြစ်ကြပါစေကုန်သတည်းအတ္တနိဇေဝပိယဇိညာတိမံပိဓမ္မတေတနံဘေကဝတဝတိယံစေတဝေနိဝိဟတံတောတံအာရဘဂတိတိဘေကဝတောလောကတောတရှင်တော်မြတ်ဘုရားတိအတ္တနိဇေဝပိယဇိညာတိအတ္တနိဇေဝပိယဇိညာစာရှိတေဣမံပိဓမ္မတေသနံမွေနေအတွက်ကုသိုလ်ဆက်ဆိုတဲ့ဓမ္မကထာဒေသနာတော်ကိုသတ္တနံတတဝါတတွေလိုက်နာခြင်းသုံးပွားများအားထုတ်အတုယူလူတံဝမ်းမြောက်နိုင်ပါစေခြင်းအကျိုးငှာကထေတိကရုဏာဓမ္မေတ္တာအဖြစ်ဟောကြားတော်မူခဲ့ပါပေသတည်းဒီရပရိသတ်ရေမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကသာဝတိပြည်စေတော်ရွှေကြောင်းကိအောင်မွေလျောစရင်သုံးတော်မူနေတဲ့အချိန်ကာလလူပရိသတ်နတ်ပရိသတ်မင်းပရိသတ်ယဟန်ပရိသတ်ညာစွာသောပရိသတ်တို့လိုက်နာကျင့်သုံးပွားများအားထုတ်အတုယူလူသာဝမ်းမြောက်နိုင်ပါစေခြင်းအကျိုးငှာမွေနေအတွက်ကုသိုလ်ဆက်ဆိုတဲ့ဓမ္မကထာဒေသနာဖြစ်ထွန်းပေါ်ပေါက်ပြီးတော့လာခဲ့ပါတယ်ဒီတော်ပရိသတ်ရေမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကမနုဿတဘာဝထုံးလည်းပေါ်ဟောဒီလူဘုံလူဘွားရောက်နေကြတဲ့ပုဂ္ဂိုလ်တွေဟာဒီနေ့အမတန်ကောင်းမြတ်တဲ့မြင့်မြတ်တဲ့ဟောဒီလူဘွားကြီးရောက်နေတဲ့လူတိုင်းမှာအတေကမိမိတို့ကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကောင်းလို့အတေကမိမိတို့ကိုယ်တိုင်ပြုလုပ်လာခဲ့တဲ့ကုသိုလ်ကောင်းမှုတွေအင်မတန်အားကောင်းမောင်းတန်တဲ့အတွက်ကြောင့်ဒီနေ့ဟောဒီလူဘုံလူဘဝကိုရလာကြတယ်တဲ့ဒီတော့ဟောဒီလူဘဝကိုကုသိုလ်ကိုယ်တိုင်လုပ်လို့လူဘဝရလာတဲ့အခါကျတော့လူဘဝရရခြင်းရဲ့အကြောင်းဟာဒီနေ့လူဘဝဘာကြောင့်မိမိတို့ရလာတာလဲဟောဒီလူဘဝကြီးကိုဘာကြောင့်ရောက်လာရတာလဲဆိုရင်ပရိသတ်ရဲ့အဲ့ဒီအဖြေကတော့မိမိကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ကုသိုလ်တရားကြောင့်ဘာလုပ်ခဲ့တယ်မိမိကိုယ်တိုင်ပြုလုပ်ခဲ့တဲ့အဲ့ဒီကုသိုလ်တရားကြောင့်ပရိသတ်ရဲ့ဘာဘဝကိုရဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကဥပမာလေးတစ်ခုပြောတယ်ဟောဒီကုသိုလ်ပြုလို့လူဘဝရလာတာမှန်တယ်အဲ့ဒီရဲ့ဥပမာကဘာလဲဆိုတော့ပရိသတ်ရဲ့စဘာပင်စိုက်ရင်ဘာသည်သိမယ်အဲ့ဒီစဘာစီကိုပြန်စိုက်တော့ပရိသတ်ရဲ့ဘာပင်ပြန်ပေါက်မယ်စဘာစီကြောင့်စဘာပင်ဖြစ်တယ်စဘာပင်ကြောင့်စဘာစီဖြစ်အဲ့ဒီလိုပဲပရိသတ်ရဲ့ဒီနေ့မိမိတို့လူဘဝရောက်လာတယ်ဆိုတာဘာကြောင့်မို့လူဘဝရောက်တယ်ကုသိုလ်ကြောင့်ပရိသတ်ရဲ့ဘာကြောင့်လဲကုသိုလ်ကြောင့်မို့လူဘဝရောက်လာတဲ့အဲ့ဒီလူဘဝရောက်နေတဲ့ပုဂ္ဂိုလ်တွေကတဖန်ပြန်ပြီးတော့ဘာလုပ်ပေးရမလဲကုသိုလ်လုပ်ပေးရမယ်တဲ့အဲ့ဒီလိုကုသိုလ်နဲ့ခုနကစဘာပင်ဆိုင်လို့စဘာစီပေါစဘာစီကနေစဘာပင်ဖြစ်တယ်လို့ကုသိုလ်ကြောင့်မို့လို့လူဘဝရောက်လာတဲ့ပုဂ္ဂိုလ်တွေဟာလူဘဝရောက်လာတဲ့အတွက်ကြောင့်အဲ့ဒီလူဘဝရောက်လာတဲ့သူတွေကတပံပြန်ပြီးတော့ကုသိုလ်ပြုလုပ်ပေးရမယ်အဲ့ဒီလိုကုသိုလ်ပြုလုပ်မပေးဘူးဆိုရင်ပရိသတ်ရေရောဆရာတော်ဘုရားကြီးကဘာပြောတယ်လဲဆိုတော့တို့တွေဟာကုသိုလ်ဆိုတဲ့လမ်းကြောင်းပေါ်လျှောက်လာလို့ဘာလမ်းကြောင်းပေါ်လျှောက်တယ်
ကုသိုလ်ဆိုတဲ့လမ်းကြောင်းပေါ်ရှောက်လာလို့ဒီနေ့တို့တွေဘာဘဝကိုရတယ်လူဘဝကိုရတယ်အဲ့ဒီကုသိုလ်ဆိုတဲ့လမ်းကြောင်းပေါ်မလျှောက်ဘဲနဲ့ဒီထွက်သွားမယ်အဲ့ဒီကုသိုလ်ဆိုတဲ့လမ်းကြောင်းပေါ်ကပရိသတ်ရဲ့ဆင်းပြီးတော့သွားမယ်ဆိုရင်ဟောဒီလူဘဝရောက်ပါဦးမလားအပေငရဲ့တိရိစ္ဆာန်ဘေးတာသူတကယ်အပေလေးပုံကသာရောက်မယ်တဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကယံတန်ယုတ်ပါဠိတစ်ခုတော်မှာတန်ယုတ်ပါဠိတစ်ခုမှာယဟန်တော်ရှင်မြတ်တွေဓမ္မသာကိစ္စတရားဓမ္မတွေဆွေးနွေးနေတဲ့ဇယက်ကျောင်းဆောင်ကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြွသွားပြီးတော့ဘေကဝေငါ၏จิตာယံမြတ်တို့တုံးမေသင်จิตာယံတို့သည်အတ္တိတုံတရယမဓမ္မကံကောင်းကြတယ်သင်တို့တွေဟာယမဓမ္မကံကောင်းတယ်တဲ့အဲဒီလိုပရိသတ်ရေမြတ်စွာဘုရားရှင်ကိုတော်မြတ်ကသံဃာတွေစုဝေးနေတဲ့နေရာမှာသွားပြီးတော့သင်တို့တွေယမဓမ္မဘာကောင်းနေကံကောင်းကြတယ်အဲဒီလိုမြတ်စွာဘုရားကကံကောင်းကြတယ်လို့ပရိသတ်ရေမိန့်တော်မူလိုက်တော့အဲ့ဒီယဟန်တော်အများကြီးတဲကနေတန်ဃာတစ်ပါးကထလာပြီးတော့လက်ဥလေးချီပြီးတော့ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားတဲ့အရှင်ဘုရားကဘာဖြစ်လို့တပည့်တော်တို့ကိုကံကောင်းတယ်လို့ပြောတာလဲဘုရားအဲ့ဒီကံကောင်းတယ်ဆိုတဲ့ကံကောင်းခြင်းရဲ့အကြောင်းကိုတပည့်တော်တို့ကိုနာရှင်းအောင်ပြောပြပါဘုရားမိန့်ပြပါဘုရားဟောပြပါဘုရားအဲ့ဒီလိုပြန်လျှောက်တဲ့အခါကျတော့ဘေကဝေငါ၏จิตာယံမြတ်တို့တုံးမေသင်จิตာယံတို့သည်မနုဿတဘာဝတုံလဘဟောဒီလူဘုံလူအဖြစ်ရနေတာလည်းပဲအတ္တိတုံတရာကမ္မံနဲ့အလွန်အမတမကံကောင်းပါတယ်မြတ်စွာဘုရားကသင်တို့တွေဟောဒီလူဘဝရနေတာကိုငါဘုရားကကံကောင်းတယ်လို့ပြောတာမြတ်စွာဘုရားကလူဘဝရတာကိုဘာကောင်းတာတဲ့ကံကောင်းနေတဲ့ဒါကြောင့်ဒီနေ့ဟောဒီတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့မိမိတို့လူဘဝရနေတာဟာကံကောင်းတာလားမကောင်းတာလားဒါကြောင့်အဲ့ဒီလိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကိုယ်တိုင်ကသင်တို့တွေဟောဒီလူဘဝရနေတာဟာကံကောင်းတယ်လို့ငါဘုရားကပြောတာတဲ့ဒီတော့ဟောဒီလူဘဝရယုံနဲ့ကံကောင်းတာလားဆိုတော့အဲ့ဒီလူဘဝရတဲ့ပုဂ္ဂိုလ်တိုင်းမှာလူတိုင်းပရိသတ်ရဲ့အကြာအာယုံအမြင်အာယုံလူတိုင်းကောင်းတာမဟုတ်ပါဘူးလောကမှာရှိနေကြတဲ့လူသားတိုင်းဟာမျက်စိအမြင်အာယုံနားအကြားအာယုံလူတိုင်းကောင်းတာဟုတ်ရဲ့မဟုတ်ဘူးတချို့ဆိုပရိသတ်ကြီးမွေးလာကြတဲ့ကတခါရင်နားဆုံးတဲ့ပုံကိုယ်တွေမရှိဘူးလားမျက်စိမမြင်တဲ့ပုံကိုယ်တွေရောမရှိဘူးလားဒါကြောင့်မို့လို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကဘေခဝေငါ၏จิตာယံမြတ်တို့တုံးမေသင်จิตာယံတို့သည်အမြင်အာယုံအကြအာယုံကောင်းတာဟာလည်းပဲအတ္တိတုံတရံနဲ့အလွန်သင်တို့တွေကံကောင်းညပါတယ်ဟောဒီလူဘဝကိုပရိသတ်ရေမြတ်စွာဘုရားကိုယ်တိုင်ကဟောဒီလူဘဝကြီးကိုကံကောင်းတယ်အင်မတန်မှကောင်းတယ်လို့မြတ်စွာဘုရားကိုယ်တိုင်တောင်ချီးမွမ်းရတဲ့ဟောဒီလူဘဝပါတို့လူဘဝရတဲ့ပုဂ္ဂိုလ်တိုင်းကိုဘယ်သူကချီးမွမ်းရတယ်မြတ်စွာဘုရားကိုယ်တိုင်တော်မှချီးမွမ်းရတဲ့ဒီနေ့လူဘဝအကြာယုံကောင်းခြင်းအမြင်အာယုံကောင်းခြင်းဆိုတာကပရိသတ်ရေအကြာအာယုံနဲ့နားကြားတဲ့အခါကျတော့တရားဓမ္မတွေကိုလည်းပရိသတ်ရေအာပါဒယဝံပန္တတာအာရှိပါရှိမိမိတို့စိတ်တိုင်းကြတရားဓမ္မတွေနာယူမှတ်သားခြင်းမပြုရဘူးလားနာကောင်းတဲ့အတွက်တရားနာခြင်းမလုပ်ရဘူးလားတရားနာခြင်းဆိုတဲ့ကုသိုလ်တရားတွေရတယ်
မျက်စိကောင်းခြင်းကြောင့်မျက်စိကောင်းတဲ့ပုဂ္ဂိုလ်တွေမှာမြင်အာယုံကောင်းတဲ့ပုဂ္ဂိုလ်တွေမှာဖယားဖူးခြင်းတန်ခါဖူးခြင်းဆိုတာပရိသတ်ရဲ့မိမိတို့တို့ရာအားရှိပါရှိဖူးမြော်ခြင်းဆိုတာမလုပ်ရဘူးလားတန်ခါဖူးခြင်းလည်းပဲမဖူးရဘူးလားဒါဟာမျက်စိကောင်းတဲ့ပုဂ္ဂိုလ်တွေရနိုင်တဲ့အခွင့်အရေးတစ်ခုပါတကယ်လို့နားကလည်းမကြားတော့ဘူးအသက်အရွယ်ကြီးရင်လာလို့မျက်စိကလည်းမမြင်တော့ဘူးဆိုတော့ပရိသတ်ရဲ့ဒီဖရာတရားတန်ခါယတနာသုံးပါးမျက်စိနဲ့ကြည့်ပြီးတော့ဖူးမြော်ခြင်းနဲ့ဆိုလို့ဖြစ်ပါဦးမလားနားမကြားတဲ့ပုဂ္ဂိုလ်ကတရားနာခြင်းသေးတယ်ဆိုတော့ဖြစ်ပါဦးမလားဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကသင်တို့တွေလူဘဝရနေတာဟာအမြင်အာယုံအကျမ်းအာယုံကောင်းတာဟာလည်းပဲအလွန်အမတန်မှကံကောင်းကြတဲ့ပုဂ္ဂိုလ်တွေပါဒီတော့ပရိသတ်ရေ30နဲ့တပုံရှိတယ်ဘယ်နှပုံရှိအဲ့ဒီ30နဲ့တပုံမှာလူဘုံကိုဖယ်လိုက်မယ်ဆိုရင်ဘယ်နှပုံကျန်ဘုံ30ကျန်တယ်အဲ့ဒီဘုံ30မှာပရိသတ်ရေဗြဟ္မပြေက20ဗြဟ္မဘုံက20ဗြဟ္မဘုံဘယ်လောက်လဲသုကတိဘုံက9ခုတဲ့သုကတိဘုံကဘယ်နှခုပေါင်းလိုက်ရင်အပယ်4ပုံထက်ဘယ်လောက်ရှိသွားဟုတ်ဗျာကြည်ကြည်လေးလောက်ကြတယ်ဘယ်နှပုံရှိတယ်30နဲ့တပုံအဲ့ဒီနဲ့30နဲ့တပုံကိုသင်တို့တွေကြည်လိုက်လူဘုံကိုဖယ်လိုက်မယ်ဆိုရင်ဘုံ30ပဲကျန်တယ်အဲ့ဒီဘုံ30မှာဗြဟ္မပြေ20ကိုသင်တို့တွေကြည်လိုက်တဲ့ဗြဟ္မပြေမှာအကြီးဆုံးဖြစ်တဲ့ဗြဟ္မာကသဟံပတိဗြဟ္မာပရိသတ်ရေပစုတဲ့လေအဲ့ဒီသဟံပတိဗြဟ္မာကြီးကလူပြေမှာဖျားပွင့်တယ်ဆိုလို့မြတ်စွာဘုရားကိုဖူးမြင်ခြင်းလို့တရားမြတ်စွာဘုရားရှင်ရဲ့တပည့်သားသံဃာတွေကိုဖူးမြင်ခြင်းလို့တရားဓမ္မတွေနာယူမှတ်သားခြင်းလို့ဆိုပြီးတော့လူပြေကိုလာရတယ်သဟံပတိဗြဟ္မာကြီးဘယ်ကိုလာဟောဒီလူပြေရောက်တဲ့အခါကျတော့မြတ်စွာဘုရားရှင်ကိုလည်းအာဘာတရားရေခိုးပူဇော်ဖူးမြော်မှန်လျှော့ကတော့သံဃာတော်ရှင်မြတ်တွေကိုလည်းဖူးမြော်မြတ်စွာဘုရားဟောတော်မူတဲ့တရားဓမ္မတွေနာယူမှတ်သားဘုရားမြတ်စွာဘုရားကိုလည်းဖူးမြင်သံဃာတော်ရှင်မြတ်တွေကိုလည်းဖူးမြင်မြတ်စွာဘုရားရှင်ရဲ့တရားဓမ္မတွေနာယူမှတ်သားပြီးတဲ့အခါကျတော့အဲ့ဒီဗြဟ္မပြေ20ကအကြီးဆုံးဖြစ်တဲ့သံပတိဗြဟ္မာကြီးကပါပြောတယ်လဲဆိုတော့ဟောဒီလူဘုံလူပြေလူဘွားမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာအမတန်မှကံကောင်းတယ်ပရိသတ်ရေပါကောင်းတယ်ဘယ်သူကပြောဗြဟ္မာကြီးကပြောတာဟောဒီလူဘဝမှာရောက်နေကြတဲ့ပုဂ္ဂိုလ်တွေဟာအမတန်မှပါကောင်းတယ်မြတ်စွာဘုရားရှင်ကိုယ်တိုင်ကလည်းဟောဒီလူဘဝကိုဘာကောင်းတယ်လို့ပြောတယ်သဟံပတိဗြဟ္မာကြီးကကောကံကောင်းနေတဲ့ဒါကြောင့်မို့လို့နောက်တစ်ချက်ကြည့်လိုက်ဗြဟ္မာပြေ20ပြီးတော့ပရိသတ်ရဲ့နတ်ပြေ6ထပ်ကိုသွားကာမတုဂတိ9ဘုံတို့လူဘုံကိုဖယ်လိုက်တော့6ခုပဲကြံတော့တယ်အဲ့ဒီ6ခုနတ်ပြေ6ထပ်ကိုသွားတဲ့အခါကျတော့နတ်ပြေကရှိတဲ့နတ်သားတွေနတ်သမီးတွေကသေတော့မယ်ဆိုတဲ့အခါကျတော့အမောင်နတ်သားအမောင်နတ်သမီးသင်တို့လူပြေကိုသွားပါဘယ်ပြေကိုသွားခိုင်းနေနတ်ပြေကလည်းပရိသတ်ရေဘယ်ပြေကိုလွတ်တာလဲတို့လူတွေကတော့နတ်ပြေမှာပရိသတ်ရေအမြဲတမ်းအိုခြင်းဆိုတာမရှိဘူးနာခြင်းဆိုတာမရှိတဲ့16နှစ်သမီးလေးလို့အမြဲတမ်းနုပြေလန်းဆန်းလှပနေတဲ့အဲ့ဒီနတ်ပြေကိုလူတွေကတော့တောင်းတနေကြတာနတ်တွေကတော့ဘယ်ပြေကိုလွတ်နေလူပြေကိုလွတ်တယ်ဒီတော့ပရိသတ်ရေနတ်တွေကလည်းလူပြေကိုလွတ်တယ်ဆိုတော့တို့ရထားတဲ့ဟောဒီလူပြေကကောင်းလို့လားမကောင်းလို့လားဒါကြောင့်ဟောဒီလူပြေကောင်းတဲ့အတွက်နတ်ပြေကလည်းပဲနတ်သားနတ်သမီးတယောက်စုတည်တော်မယ်ဆိုရင်အမောင်နတ်သားအမောင်နတ်သမီးသင်လူပြေကိုသွားပါတဲ့
နံပါတ်1အချက်လူပြေကိုသွားပါနံပါတ်2အချက်ရခဲ့တဲ့လက်လာဘကိုရအောင်အားထုတ်နံပါတ်3အချက်ကတော့ရလာတဲ့အဲ့ဒီလက်လာဘကြီးကိုဘယ်အကြောင်းကြောင့်မှမပြောက်ပြက်ပါစေနဲ့လူပြေကိုသွားတဲ့အဲ့ဒီလူပြေရောက်တဲ့အခါကျတော့နံပါတ်2အချက်ရခဲ့တဲ့လက်လာဘကြီးကိုရအောင်အားထုတ်ရခဲ့တဲ့လက်လာဘဆိုတာပြိဿရဲ့ဘာပြောတယ်လဲဆိုတော့စရာတရားကိုပြောတာဘာကိုပြောတယ်စရာတရားဆိုတာကပြိဿရဲ့ကံကံရဲ့အကျိုးကိုယုံကြည်မှုဘုရားတရားသံဃာယရဏသုံးပါးကိုယုံကြည်မှုဟာစရာတရားပါတဲ့အဲ့ဒီစရာတရားဖြစ်လွယ်သလိုပြည့်လဲပဲပြည့်လွယ်တဲ့အတွက်ကြောင့်ဟောဒီလူပြေရောက်ရင်စရာတရားနဲ့ပြည့်စုံအောင်လုပ်စရာတရားနဲ့လူမဲတမ်းမယ်လို့စိတ်ထဲမှာရှိနေရင်လူမဲတမ်းမယ်လို့လောက်ထားတဲ့အဲ့ဒီဥစ္စာဒုတ်အထုပ်ကြီးကိုတယောက်ကပြောလိုက်မယ်လူတွေကနေပြီးတော့နေမလူနဲ့အဲ့ဒီကုသိုလ်ကောင်းမှုတွေသင်မလုပ်သေးနဲ့ဘယ်လိုညာလိုစသည်ဖြင့်အမျိုးမျိုးအဖုံဖုံတစ်ခုမဟုတ်တစ်ခုပြောလိုက်တဲ့အခါကျတော့ပရိသတ်ရဲ့လှူခြင်းတဲ့စိတ်လေးကအားနေသွားဟိုးငါမလှူသေးပါဘူးသူများပြောတာနဲ့ကုသိုလ်လုံးမဲ့ရက်တွေရွှေ့ပြစ်ပြီးတော့နောက်ကြမှာပဲငါလှူတော့မယ်ဆိုပြီးတော့ကုသိုလ်ရက်တွေရွှေ့ပြစ်လိုက်တာဒါကြောင့်မို့လို့နတ်ပြေကနတ်သားနတ်သမီးတွေကအသင်းမောင်နတ်သားနတ်သမီးလူပြေကိုသွားလူပြေရောက်ရင်ရခဲ့တဲ့ဖြစ်ခဲ့တဲ့စရာတရားကိုဖြစ်အောင်လုပ်ဖြစ်လာတဲ့စရာတရားကိုလည်းပဲဘယ်လိုသောအကြောင်းအမျိုးမျိုးနဲ့မှမပြောက်ပြက်စေနဲ့လူမဲဆိုတာကိုလူပြအောင်ပါလုပ်ရမယ်လူလိုက်ပါတဲ့ဒါကြောင့်ဘုန်းကြီးဒီနေရာပြောချင်တာကနတ်ပြေ6ထပ်ကလည်းဘယ်ကိုလွတ်တယ်နောက်ထပ်ပရိသတ်ရဲ့ဗြဟ္မပြေ20ပြီးတဲ့အခါကျတော့နတ်ပြေ6ထပ်အဲ့ဒီနတ်ပြေ6ထပ်ပြီးသွားတဲ့အခါကျတော့ဘာပဲကြံတယ်30နဲ့တပုံမှာဘာကြံဟုတ်တယ်အပယ်၄ပုံကြံဒါကြောင့်ပရိသတ်ရဲ့အပယ်၄ပုံကိုသွားတဲ့အခါကျတော့ငရဲသနင်ဘာမင်းနဲ့လေယမမင်းနဲ့အဲ့ဒီငရဲသနင်ယမမင်းကြီးကလည်းပဲဘုန်းကြီးလူကျင်တာလေးပဲကွက်ပြောလိုက်တော့မယ်အချိန်သိပ်ကြာသွားမှဆိုလို့အဲ့ဒီယမမင်းကြီးကလည်းပရိသတ်ရဲ့အဲ့ဒီငရဲပြေမှာတာဝန်ကြလို့သာအလုပ်လုပ်နေရတယ်တာဝန်ရှိလို့သာငါအလုပ်လုပ်နေရတယ်တကယ်တမ်းငါဖြစ်ချင်တာငါလုပ်ချင်တာငါရဲ့စန္ဒကယမမင်းကြီးရဲ့စန္ဒနံပါတ်1အချက်ငါဖြစ်နိုင်မယ်ဆိုလို့ရှိရင်ငါဖြစ်ချင်တဲ့စန္ဒကစန္ဒ5မျိုးဘယ်နှမျိုးတည်းလဲငါဖြစ်ချင်တဲ့စန္ဒကစန္ဒ5မျိုးငါဘာဖြစ်ချင်တယ်လဲဆိုတော့နံပါတ်1အချက်လူဘဝကိုသွားပြီးတော့လူဖြစ်ခြင်းနဲ့ယမမင်းကြီးကပရိသတ်ရဲ့ဘာဖြစ်ခြင်းနဲ့လူဘဝသွားပြီးတော့လူဖြစ်ခြင်းတဲ့နံပါတ်2အချက်ကလူဘဝသွားပြီးတော့လူဘုံလူဘဝသွားပြီးတော့မြတ်စွာဘုရားကိုဖူးမြော်ခြင်းနဲ့နံပါတ်2ကဘာဖူးမြော်ခြင်းနံပါတ်3အချက်ကသံဃာတော်အရှင်မြတ်တွေကိုဖူးမြော်ခြင်းနဲ့နံပါတ်4အချက်ကတော့ဘုရားမူရှိတဲ့သံဃာတော်ရှင်မြတ်တို့ဟောဖို့ညွှန်ကြားတဲ့တရားဓမ္မတွေငါနာယူခြင်းနဲ့နံပါတ်4အချက်ကတော့နံပါတ်5နံပါတ်4ကတရားနာခြင်းနဲ့နံပါတ်5အချက်ကပရိသတ်ရဲ့အဲဒီနာပြီးတဲ့တရားဓမ္မတွေကျင့်ခြင်းနဲ့ကြံခြင်းနဲ့အားထုတ်ခြင်းနဲ့ယမမင်းကြီးလှုပ်ခြင်းတာဒါပေမဲ့ပရိသတ်ရဲ့ယမမင်းကြီးရဲ့စန္ဒ5မျိုးသာရှိတာသူတကယ်တမ်းဘာမှသူလုပ်လို့မရဘူးတဲ့ဒါကြောင့်ဖွဲတာလေးဘုန်းကြီးတို့ပြန်ဆန်းစစ်ကြည့်လိုက်တော့ယမမင်းကြီးကလူပြေကိုသွားခြင်းနဲ့ဆိုတော့ဒုတတွေဟာပရိသတ်ရဲ့ဒီနေ့လူဘဝကိုမရကြဘူးလားဒီတော့ယမမင်းကြီးရဲ့ဖြစ်ခြင်းနဲ့စန္ဒနံပါတ်1အချက်ဒုတတွေမပြည့်စုံဘူးလားနံပါတ်2အချက်ယမမင်းကြီးကဖရာကိုဖူးခြင်းနဲ့တဲ့အဲ့ဒီဖရာဖူးခြင်းနဲ့ဆိုတော့ပရိသတ်ရဲ့ဒုတတွေဟာဒီနေ့ဖရာဆင်းလူတော်တွေရုပ်ပွားတော်တွေမရှိဘူးလားဒီတော့မြတ်စွာဘုရားကိုအဲ့ဒီရုပ်ပွားတော်ဆင်းလူတော်ပုံတော်တွေကိုဂုဏ်တော်သွင်းပြီးတော့
သက်ရှိရှိထင်ရှားရှိနေတဲ့မြတ်စွာဘုရားပဲလို့အာယုံပြုပြီးတော့အာယုံသွင်းပြီးတော့မြတ်စွာဘုရားကိုတို့တွေဖူးမြော်လို့မရဘူးလားဒါကြောင့်တို့တွေဖျားဖူးခြင်းတယ်ဆိုတာနဲ့မပြည့်စုံဘူးလားနံပါတ်3အချက်ကသံဃာဖူးခြင်းတယ်တဲ့အဲ့ဒီသံဃာဖူးခြင်းတယ်ဆိုတော့ဒီနေ့တို့တွေဟာသံဃာတော်ရှင်မြတ်တွေကိုဖူးမြော်ခြင်းမပြုရဘူးလားပြီးတော့အဲ့ဒီနံပါတ်3အချက်နဲ့ကောမပြည့်စုံဘူးလားမိမိတို့ပြည့်စုံတာလားယမမင်းကြီးပြည့်စုံတာလားမိမိတို့ပြည့်စုံတာတဲ့ဒီတော့ပရိသတ်ရေနံပါတ်4အချက်ကမြတ်စွာဘုရားရှင်ရဲ့တပိသသံဃာတော်ရှင်မြတ်တွေဟောဖို့ညွှန်ကြားဆိုဆုံးပါတဲ့တရားဓမ္မတွေနာယူခြင်းနဲ့ဆိုတဲ့အခါမှာတို့တွေဒီနေ့တရားဓမ္မတွေသူတော်ကောင်းတရားတွေနာယူမှတ်သားခြင်းမပြုရဘူးလားဒါကြောင့်မို့လို့နံပါတ်4အချက်တရားနာခြင်းနဲ့ဆိုတာနဲ့တို့တွေမပြည့်စုံဘူးလားနောက်ယမမင်းကြီးရဲ့စန္ဒနံပါတ်5အချက်ကနာပြီးတဲ့တရားဓမ္မတွေအဲ့ဒီတရားဓမ္မတွေစုဆောင်းပြီးတော့တရားကျင့်ခြင်းနဲ့တဲ့ဒီခေတ်ဒီခါမှာကိုယ်အိမ်မှာပဲဖြစ်ဖြစ်ဝင်လေထွက်လေရှုစင်ခြင်းဝိပဿနာအလုပ်အားထုတ်ခြင်းဒီသာသနာတွင်ထဲမှာတို့တွေလူလာဖြစ်တဲ့အတွက်ကြောင့်ဝိပဿနာအလုပ်တွေအားထုတ်ခြင်းမလုပ်နိုင်ဘူးလားလုပ်လို့မရဘူးလားဒါကြောင့်အဲ့ဒီနံပါတ်5ယမမင်းကြီးဖြစ်ခြင်းနဲ့တရားဓမ္မတွေရှုစင်ခြင်းပွားများအားထုတ်ခြင်းနဲ့ဆိုတဲ့အချက်နဲ့တို့တွေမပြေဘူးလားပြည့်တယ်ဒါကြောင့်မို့လို့ယမမင်းကြီးရဲ့စန္ဒ5မျိုးအဲ့ဒီ5မျိုးနဲ့တို့တွေဒီနေ့ပြည့်စုံတယ်အားလုံးဘုန်းကြီးတို့ပြန်ချုပ်ကြည့်လိုက်တဲ့အခါကျတော့အဲ့ဒီအပေပလေးဘုံမှာအကြီးဆုံးဖြစ်တဲ့ယမမင်းကြီးကအဲ့ဒီအပေလေးဘုံဇာတွေကပရိသတ်ရဲ့သူတို့တွေကလည်းပဲဟောဒီလူဘဝကိုလူဖြစ်ခြင်းတယ်လို့မပြောဘူးလားမှန်ပါဗျာဒီတော့တို့ရထားတဲ့ဒီနေ့လူဘဝကြီးအကုန်ချုပ်ပြီးတော့ပြန်ကြည့်လိုက်တဲ့အခါကျတော့ဒီနေ့ရတဲ့လူဘဝကြီးဟာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကလည်းဟောဒီလူဘဝကိုကောင်းတယ်လို့မချီးမွမ်းဘူးလားမှန်ပါဗျာ30နဲ့ဘယ်နှပုံရှိတယ်မှန်ပါဗျာအဲ့ဒီ30နဲ့တပုံရှိတဲ့ထဲမှာအခြားခြားဘုံတွေကိုမြတ်စွာဘုရားချီးမွမ်းရဲ့လားပရိသတ်ကြီးဘယ်ဘုံကိုပဲချီးမွမ်းတာလဲဟောဒီလူဘုံကိုပဲမြတ်စွာဘုရားချီးမွမ်းတာမဟုတ်ဘူးလားဒါကြောင့်မြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောဒီလူဘဝကြီးဟာကောင်းတယ်လို့မပြောဘူးလားယမပြေကကောနတ်ပြေကကောအပယ်လေးဘုံကကောတို့30နဲ့တပုံလူဘုံဖယ်လိုက်ရင်ဘယ်နှပုံရှိမယ်အဲ့ဒီ30လုံးကဒီလူဘုံကိုမျက်စိကျတယ်လိုချင်တယ်တောင်းတတယ်မဟုတ်ဘူးလားအဲ့တော့30သောဘုံတွေကဟောဒီလူဘဝကိုလိုချင်တယ်ဆိုတဲ့အခါကျတော့တို့လူဘုံလူဘဝကြီးဟာကောင်းလို့လားမကောင်းလို့လားဒါကြောင့်ဟောဒီလူဘဝကြီးအင်မတန်ကောင်းမြတ်တဲ့မွန်မြတ်တဲ့မြင့်မြတ်တဲ့ဟောဒီလူဘဝကြီးရောက်လာကြတာဖြစ်တော့ဟောဒီလူဘဝကြီးရောက်နေတဲ့အချိန်ကာလမှာသာသနာတော်ကိုအမြဲတမ်းအားပေးကြည်ညိုကိုးကွယ်စည်းကပ်ဘုန်းကြီးတို့အလိုအပ်သမျှလှူပေးနေတဲ့ဘုန်းကြီးတို့တရားရင်ဆရာရင်ဖြစ်တဲ့ဒီနေ့တရားကြီးဦးမြတ်ထွတ်မွေးနေ့အဖြစ်ဖြင့်ဒီနေ့လှူဒန်းခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုတွေဟာလိုက်ဆိုကြည်စမ်းမှမွေးနေမွေးရဲ့ကုသိုလ်ဆက်ကအသက်ခန္ဓာလွန်ကြမ်းမာ၏ပညာတကောစီစိမ်ဖြိုးသည်မွေးနေ့ကုသိုလ်အကျိုးတည်အင်မတန်မြင့်မြတ်တဲ့ဘဝကံမြင့်အောင်ပါဆင့်တယ်ကံဆင့်ပေးတယ်တဲ့ကံမြင့်အောင်ကံဆင့်ပေးတယ်ဆိုတော့ပရိသတ်ရဲ့ကြည်လိုက်ညကတော့ကဆိုလို့ရှိရင်လည်းပဲအမြင့်မြတ်ဆုံးဖြစ်တဲ့ပဋ္ဌာန်းဒေသနာနဲ့မြတ်စွာဘုရားကိုပူဇော်ခြင်းဆိုတဲ့အလှတကအလှထဲမှာတရားအလှဟာအမြတ်ဆုံးတဲ့ပရိသတ်ရဲ့ဘာအလှဟာအမြတ်ဆုံးဒါကြောင့်ညကတော့ကမွေးနေ့အဖြစ်ဖြင့်အမြတ်ဆုံးဖြစ်တဲ့ပဋ္ဌာန်းဒေသနာနဲ့ရုပ်ပတ်ပူဇော်ပြီးတော့မြတ်စွာဘုရားကိုပူဇော်ခြင်းဆိုတာမပြုလုပ်ဘူးလားဒါကြောင့်ကံမြင့်အောင်ပဋ္ဌာန်းဒေသနာလောကုတ္တရာနည်းနဲ့ကံဆင့်သလိုလောကီရေးရာမှာကြည်လိုက်တဲ့ကျွေးမွေအကံလူဒါခြင်းဆိုတဲ့အလှဒါနာတွေပြုလုပ်ပြီးတော့ကံမြင့်အောင်ကံဆင့်ပြီးတော့ပြီးတယ်ဒ
ဒါကြောင့်ဒီနေ့လူဘဝမြင့်မြတ်တဲ့လူဘဝမြင်တဲ့မြင့်မြတ်အောင်အကျဉ်းစီမှန်သမျှထားမြောင်စီးပွားဥစ္စာလုပ်သမျှကိုင်သမျှကျန်သမျှဖန်သမျှပြည့်စုံအောင်မြောင်ဒီနေ့မွေးနေ့အလူအဖြစ်ဖြင့်လှူဒန်းခြင်းကြောင့်မွေးနေ့မွေးရက်ကုသိုလ်ဆက်ကကုသိုလ်ဆက်ဆိုတာဘာပြောတာလဲဆိုတော့ဒီနေ့လူဘဝရတာဟာခုနကဘုန်းကြီးပြောခဲ့ပြီအတိတ်ကကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ကုသိုလ်ကြောင့်နဲ့ဘာကြောင့်နဲ့လဲဒီတော့အတိတ်ကပါလာခဲ့တဲ့အဲ့ဒီကုသိုလ်နဲ့ပစ္စုပန်လောအားခေါ်တဲ့ဒီနေ့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုနှစ်ခုအတိတ်ကုသိုလ်နဲ့ပစ္စုပန်ကုသိုလ်နှစ်ခုဆက်ပေးလိုက်တဲ့အခါကျတော့တစ်ခုနဲ့တစ်ခုပြိဿရေပေါင်းကူတကာဖြစ်သွားပြီဆက်ဆက်သွားပြီဆိုတဲ့အခါကျတော့အဲ့ဒီမွေးနေ့ရှင်ဟာကျမ်းမာခြင်းချမ်းသာခြင်းအန္တရာယ်ကင်းပြောင်းချမ်းသာရောက်ခြင်းဆိုတဲ့အကျိုးတရားတွေရရှိဒါကြောင့်မို့လို့ကုသိုလ်ဆက်ပေးရမွေးနေ့မွေးရကုသိုလ်ဆက်ကအသက်ခန္ဓာလွန်ကျမ်းမာ၏ပညာတကိုစီစိန်ဖြိုးသည်တဲ့စီစိန်ဥစ္စာဆိုတာလဲလွတ်သမျှကိုင်သမျှကျန်သမျှဖန်သမျှအရာကသိအောင်မြင်တိုးတက်ကြီးပွားခြင်းဆိုတာဖြစ်မယ်ဒါကြောင့်မို့လို့မွေးနေ့မွေးရကုသိုလ်ဆက်ကအသက်ခန္ဓာလွန်ကျမ်းမာ၏ပညာတကိုစီစိန်ဖြိုးသည်မွေးနေ့ကုသိုလ်အကျိုးတည်းတဲ့ဒီနေ့ဖျားမှုကြည့်တဲ့သံဃာတော်အရှင်မြတ်တွေကိုကံမြင့်တဲ့မြေအောင်ပြင့်ပိပြီးတော့ဆွမ်းလူဒန်းခြင်းပစ္စည်းလေးပါလွတ်ငါနဝကမ္မဝတ္ထုတို့ဖြင့်လူဒန်းခြင်းဒါနကုသိုလ်စာကကုသိုလ်ဒါနကုသိုလ်ဆိုတာကဖျားမှုရှိတဲ့သံဃာတော်အရှင်မြတ်တို့ကိုလူဒန်းဆက်ကတ်တယ်ဆိုတာဒါနကုသိုလ်စာကကုသိုလ်ဆိုတာကတော့ပရိသတ်ပေါင်းတို့ကိုကြွေးမွေးအခမ်းခြင်းဆိုတာကတော့ပရိသတ်ရဲ့စာကကုသိုလ်တဲ့ဒါကြောင့်မို့လို့မွေးနေ့အတွက်ကုသိုလ်ဆက်ပြီးတဲ့နေရာမှာလောကုတ္တရာနိအပြင်၎င်းလောကီနိအပြင်၎င်းတနေ့တဲ့တနေ့တို့တဲ့ကြီးပွားချမ်းသာကျမ်းမာခြင်းဆိုတဲ့အကျိုးတရားတွေရအောင်ဒါလည်းပဲဘုန်းရှိကံရှိကြတဲ့ပုဂ္ဂိုလ်တွေဘုံကံကြီးမားကြတဲ့ပုဂ္ဂိုလ်တို့သာဤကဲ့သို့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်နိုင်တယ်အဲဒီလိုကုသိုလ်ကောင်းမှုပြုလုပ်နေတဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားကအတ္တနိဇေဝပိယစေညာနာနံပပိနတံယုစေနာဟိတံဒုက္ခနာဟိတံဒုက္ခတာဟောတိဒုက္ခံဒုက္ခတာကာတိနောအတ္တနိဇေဝမိမိကိုယ်ကိုတကယ်ချစ်မြတ်နိုးတယ်ဆိုရင်အာကုသိုလ်ဆိုတဲ့အညစ်အကြေးတွေနဲ့ဒုက္ခတာကာတိနောကင်းဝေးအောင်ပြုလုပ်ကြမယ်ဆိုရင်အာကုသိုလ်ဆိုတဲ့အညစ်အကြေးတွေကင်းဝေးအောင်ကုသိုလ်ဆိုတာတွေနဲ့မွေးနေ့အတွက်ကုသိုလ်ဆက်ပေးကြမယ်ဆိုရင်အဲ့ဒီကုသိုလ်ဆက်ပေးကြတဲ့ပုဂ္ဂိုလ်တို့တည်သာလျင်အမတန်တည်ခြင်းကင်းပြနိဗ္ဗာန်တတ်သောပရံယာယာကြောင့်အကျင့်ကောင်းပါပေတတ်တည်းဣမံပိဓမ္မဒေသနာမွေးနေ့အတွက်ကုသိုလ်ဆက်ဆိုတဲ့ဓမ္မကထာဒေသနာတော်ကိုသတ္တနံသတ္တဝါတွေလိုက်နာခြင်းသုံးပွားများအထုတ်အတုယူလူသာဝမ်းမြောက်နိုင်ပါစေခြင်းအကျိုးငါဒီသင်တိကရုဏာဓမ္မေတ္တာအဖြစ်ဟောကြားတော်မူခဲ့ပါပေတည်း